အပေါ်ထက်ကခြေလန်းတန်ကလူတစ်ယောက်လမ်းလျှောက်နေတယ်လို့မဟုတ်ဘူးတလန့်ချင်းလေးလံနေအလေးချိန်များတဲ့လူတစ်ယောက်ကတစ်သားကျမ်းပြင်ပေါ်ကိုအားနဲ့နင်းနေတယ်လို့တစ်ချက်ချင်းတိတ်ဆိတ်နေတဲ့အိမ်ကြီးတစ်လုံးလုံးကိုတုန်ခါစေတယ်ကြော်သူအတန်တိုးတိုးရဲမှန်မင်းဒီအိမ်မှာငါတို့ပဲရှိတယ်လို့ပြောခဲ့တာမဟုတ်လားရဲမှန်ကမျက်လုံးမခွာပဲအပေါ်ထက်ကိုကြည့်နေတယ်ဥပတန်းကအဲ့ဒီလိုပြောတာဒါပေမဲ့အခုကြားနေရတာကိုတော့ငါလည်းမရှင်းပြတတ်ဘူးအောင်မျိုးကခဲမရာကိုပခုံးပေါ်တင်လိုက်တယ်တက်ကြည့်မလားဇင်ကိုကချက်ချင်းကောင်းခါလိုက်တယ်မတက်နဲ့ဦးအောက်မှာပဲမနက်အထိနေရအောင်အောင်မျိုးကတက်ပြင်းချလိုက်တယ်ငါတို့ဒီလောက်အဝေးကြီးလာပြီခြေလန်းတန်လေးကြားတာနဲ့ပြန်ထိုင်နေရင်ဒီ documentary ကဘာမှအတိတ်ပဲရှိမှာမဟုတ်ဘူးရဲမှန်ကခဏစဉ်းစားတယ်ပြီးတော့ဆုံးဖြတ်လိုက်တယ်လို့ခေါင်းညိတ်တယ်တက်မယ်ဒါပေမဲ့၄ယောက်လုံးအတူတက်မယ်ဘယ်သူမှခွဲမထွက်ဘူးစိန်လှေကားအိမ်ရဲ့လှေကားကအရန်ဟောင်းနေပြီဖုံတွေထူထူလေးတက်နေတယ်ဒါပေမဲ့ရဲမှန်ရဲ့မီးအိမ်လင်းကအံ့ဩစရာတစ်ခုကိုပြလိုက်တယ်ဖုံထဲမှာလူတစ်ယောက်ရဲ့ခြေရာတွေရှိနေတယ်အောင်မျိုးဒူးထောက်ပြီးကြည့်လိုက်တယ်ဒါအစ်စ်ပဲဖုံပေါ်မှာအခုတင်နှင်းထားတယ်လို့ကျော်သူကချက်ချင်းမေးတယ်ငါတို့တဲကဘသူတက်ဖူးလို့လဲအားလုံးတယောက်ကိုတယောက်ကြည့်လိုက်ကြတယ်ဘသူမှအပေါ်မတက်ဖူးဘူးဒါဆိုဒီခြေရာကဘသူခြေရာလဲလှေကားတစ်ဝက်သူတို့တက်လာတာတစ်ဝက်လောက်ရောက်တဲ့အချိန်ဇင်ကိုရုတ်တရက်ရက်လိုက်တယ်ခဏတိတ်တိတ်နေအားလုံးငြိမ်သွားတယ်ဟီဟီဟီကလေးတယောက်ရဲတန်းလို့ဒါပေမဲ့ဝမ်းတာလို့ရဲတာမဟုတ်ဘူးတယောက်ယောက်ကိုလှောင်ရနေတယ်လို့ကြောချမ်းစရာရဲတန်းမျိုးကျော်သူရဲ့လေပင်မှာချွေးတွေစီးလာတယ်ကြားလားအောင်မျိုးကကင်မရာမှန်ကနေပတ်ပတ်လဲကိုလိုက်ရိုက်နေတယ်အတန်ကအပေါ်ကမဟုတ်ဘူးအောက်ကလည်းမဟုတ်ဘူးဇင်ကိုအတန်တိုးတိုးနဲ့ပြောလိုက်တယ်ငါတို့ကြားထဲကလာတာအဲ့ဒီစကားကြားတာနဲ့အားလုံးရဲ့နှလုံးခုန်တန်တွေမြန်လာတယ်အပေါ်ထက်ကိုရောက်တော့စင်ကြံရှည်ကြီးတစ်ခုရှိတယ်နှစ်ဖက်စလုံးမှာတကားတွေစုစုပေါင်း6ခန်းတကားတိုင်းပိတ်ထားတယ်ဒါပေမဲ့စင်ကြံအဆုံးကတကားတစ်ချက်ပဲဟာဟာလေးပွင့်နေတယ်အခန်းထဲကအဝါရောင်အလင်းဖြော့ဖြော့ထွက်နေတယ်ကျော်သူကအံ့ဩပြီးပြောလိုက်တယ်ဒီအိမ်မှာလျှက်စစ်မရှိဘူးမဟုတ်လားရဲမှန်ကခေါင်းညိတ်တယ်ဟုတ်တယ်ဒါဆိုအဲ့ဒီအလင်းကဘယ်ကလာတာလဲ၄ယောက်လုံးဖြည်းဖြည်းချင်းအဲ့ဒီအခန်းဘက်ကိုရှောက်သွားကြတယ်တလန်းနှစ်လန်းသုံးလန်းအခန်းရှိရောက်တော့ရဲမှန်ကတကားကိုလက်နဲ့အသာတွန်းလိုက်တယ်ကီးတကားဖြည်းဖြည်းပွင့်လာတယ်အခန်းထဲမှာဖုံအပြည့်တက်နေတဲ့ပရိဘောဂဟောင်းတွေနေရံမှာအကွဲနေတဲ့မှန်တစ်ချက်အလယ်မှာတစ်သားစပွဲတစ်လုံးစပွဲပေါ်မှာစီမီခွက်တစ်လုံးမီးလင်းနေတယ်ဒါပေမဲ့အခန်းထဲမှာလူတစ်ယောက်မှမရှိဘူးအောင်မျိုးကတိုးတိုးလေးပြောလိုက်တယ်ဒီစီမီဘသူထွန်းထားတာလဲအဲ့ဒီအချိန်စပွဲပေါ်ကစီမီမီတောက်ကရုတ်တရက်ငိမ့်သွားတယ်အခန်းတစ်ခုလုံးအမှောင်ကျသွားတယ်တပြိုင်တည်းသူတို့နောက်ကတကားကဒုံးဆိုတဲ့အတန်နဲ့သူ့အလိုလိုပိတ်သွားတယ်